စိုက်ကားပေါ်တက်စီဘက်ကိုပတ်မဂ္ဂဇင်းလေးဖတ်နေဘူးလို့တော့ခက်လီရစီကိုနှချီနဲ့ပတ်မှတ်တင်ပြီးတော့အဲကွန်လေးတော့ဖွင့်ပေးပါအောင်ဆရာဆိုပြီးရလာနေဝန်ထားနေခုံဆောက်လုပ်ပြီး complain တက်မောင်လေးဗျာစိုက်ကားပေါ်မှာအဲကိုပါလို့လားမောင်လေးရဲ့အမားတို့လိုတထေးတွေကစိုက်ကားစီးဘူးရလားစီးတော့မစီးဘူးမောင်လေးရဲ့ဒါနဲ့များဗျာစိုက်ကားပေါ်မှာအဲကွန်ပါလားအမရုပ်ရည်ကြီးမိုးချုပ်ပြီးအန်တရုတ်ပုံကြောင်းတဲ့ကမရတော့တဲ့ကိုကြိုးတုပ်ပြီးအန်ဘုံဘုံငါရ baby ဝါလကုတ်ကိုပြောင်းပြန်တီးခိုင်းကဆိုးကြောင်းတက်ပြီးဆက်စီတဲ့ကိုဝေးတောင်ကဗျာကမောင်လေးကမောင်လေးကမောင်လေးမဟုတ်ဘူး900ပေးပြီဘာကြောင့်ဘုရားကျော်တဲ့ကိုကြိုးတုပ်ပြီးကားပြလဲတော့အမမေးမယ်မလားကျွန်တော်သိတယ်အမကျွန်တော်တခုပြောပြကျွန်တော်တို့1653ခုနှစ်တုန်းကပေါ့နော်နေပိုလီယန်ကသူဒီ